ပိုင်း9ရက်စမှာတော့မိုရှီရိုတယောက်အာဂီတာရဲ့အပေါ်မှာရောက်နေပြီးအာဂီတာကလန့်သွားပြီးမိုရှီရိုကလည်းသူလှုပ်ထားတဲ့မနက်စာကိုလာပေးတာပါလို့ပြောနေပါတယ်မိုရှီရိုကလည်းဒီမုတ်လေးပဲလှုပ်တက်လို့တောင်းပန်ပါလေလို့ပြောနေပြီးအာဂီတာကလည်းမိုရှီရိုကအရင်ပုံစံနဲ့မတူတော့ဘူးခေါင်းကိုတစ်ခုခုထိတာလားလို့မေးနေပါတယ်မိုရှီရိုကလည်းခေါင်းကိုထိသွားတာမဟုတ်ဘူးရင်ဘက်ကြီးတစ်ခုလုံးကိုထိသွားတာလို့ပြောလိုက်တော့အာဂီတာလည်းတော်တော်လေးကိုတွေးနေရပါပြီပြီးတော့မိုရှီရိုကမုတ်ကိုထားလိုက်ပြီးအင်ကြီးကျက်သီးဖြုတ်နေကအာဂီတာကိုလည်းလှဲချလိုက်ပြီးအပေါ်ကနေပြုတ်ပြုတ်တွေပေးနေတော့အာဂီတာလည်းမိုရှီရိုရဲ့နှာခမ်းလေးအောက်မှာကျရှုံသွားပါတယ်တကယ်တော့အာဂီတာကအိမ်မက်မက်နေတာဖြစ်ပြီးအပေါ်ကနေအီရိုကာကရေခဲကြောင်ထိုးထဲနေတာကိုမိုရှီရိုနဲ့နမ်းနေတယ်လို့ထင်နေတာပဲဖြစ်ပါတယ်နောက်တော့အာဂီတာကထလာပြီးဘာတွေလုပ်နေတာလဲမင်းတွေကမိုရှီရိုကလည်းတခုခုလုပ်ကြမလားလို့မင်းနေတော့အာဂီတာကလည်းထင်နေရတယ်ရှောက်ထင်နေပါတယ်ပြီးတော့အာဂီတာလည်းသွားတိုက်နေရင်မိုရှီရိုကသူ့ကိုတကယ်မကြိုက်တော့ပါဘူးဆိုပြီးတယောက်တည်းဖြေသိမ့်နေကနောက်မှအာဂီတာလည်းသူ့ခန်းစားချက်တွေကိုအမှန်တိုင်းပြောပြမယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်နောက်တော့ကြောင်းကြနေပြီမို့လို့ကြောင်းကိုပြေးသွားနေကြပြီးအီရိုကာကနောက်ကျမှနိုးတာဘာအိမ်မက်တွေမှတ်နေလို့လဲလို့မေးတော့အာဂီတာကလည်းချစ်ဖို့ကောင်းတဲ့ကြောင်းတစ်ကောင်ကသူ့ကိုပြုတ်ပြုတ်တွေပေးနေလို့ဆိုပြီးပြောပြနေပါတယ်အီရိုကာကလည်းမိုရှီရိုကိုအိမ်မက်တဲ့ထဲမှတ်နေတာလားလို့မေးတော့အာဂီတာကလည်းမဟုတ်ဘူးဆိုပြီးဇွတ်ညင်နေပါတယ်အီရိုကာကလည်းမိုရှီရိုနဲ့တွေးမှဆိုတော့မတွေးခင်သူနဲ့အရင်လေ့ကျင့်မလားလို့မေးနေပြီးအာဂီတာကလည်းကလေးကလားတွေမလုပ်နေနဲ့ဆိုပြီးထွက်သွားကအီရိုကာကလည်းတော်တော်ရက်ဆက်တဲ့လူဆိုးလေးပဲဆိုပြီးပြောနေပါတယ်နောက်တော့အာဂီတာလည်းကျောင်းကိုရောက်သွားပြီးမိုရှီရိုကိုလှမ်းရှိုးနေပြီးစကားပြောမို့လို့တော့မိုရှီရိုရဲ့ပုံစံကိုမြင်ပြီးလန့်သွားပါတယ်ပြီးတော့သူနဲ့စကားမပြောနဲ့နေရခတ်တယ်လို့ပြောလိုက်တော့အာဂီတာလည်းကြောက်နေပါပြီတကယ်တော့မိုရှီရိုကိုယ်တိုင်မင်းညကအာဂီတာကိုဖုန်းထဲမှာဖွင့်ပြောတာလို့အာဂီတာကဒီလိုဖြစ်နေတာပဲဖြစ်ပါတယ်ပြီးတော့ဖွင့်ပြောလာတဲ့ပုံစံနဲ့အခုနဲ့ကမတူဘူးလို့ပြောနေပြီးအာဂီတာကဖုန်းမဆေးကနေဘာလို့လစ်လူရှုနေတာလဲမေးတော့မိုရှီရိုကလည်းရှက်စရာကြီးဆိုပြီးပြန်ပို့လိုက်ပါတယ်နောက်တော့အာဂီတာနဲ့အာဇူမာနဲ့စကားပြောနေပြီးအချိန်မိုရှီရိုကသူတို့ကိုကြည့်နေပြီးဘိုင်းတူဘိုင်းတွေရှောက်တွေနေပါတယ်နောက်မှတွေးကြည့်ရလေရှောက်တွေနေပြီးသူ့ကိုစကားလာမပြောနဲ့လို့ပြောနေပြီးအာဂီတာကလည်းမိုရှီရိုကိုနားတော်မလဲနိုင်တော့ပါဘူးနောက်တစ်ခါမှာတော့အီရိုကာကိုပြထားပြီးမိုရှီရိုကအာဂီတာကိုချစ်တဲ့ပြောထားတာကိုပြန်တွေးနေပြီးသူအာဂီတာနဲ့နီးစပ်ခွင့်မရတော့ဘူးဆိုပြီးတယောက်တည်းတွေးနေပါတယ်နောက်တော့မိုရှီရိုကအီရိုကာရဲ့အခန်းရှိကိုရောက်လာပြီးစကားပြောမို့လုံနေကယောက်ျားလေးတွေကမိန်းကလေးမမြင်ဘူးတဲ့ပုံစံနဲ့ကြီးနေလို့အခြားနေရာမှာတော့ပြောရအောင်လို့အီရိုကာကပြောလိုက်ပါတယ်နောက်တော့မိုရှီရိုကအာဂီတာနဲ့ပတ်သက်တာမေးစရာရှိလဲဆိုပြီးပြောနေပါတယ်ဒီနေ့အာဂီတာကြောင်းလောက်ကြတာတခုခုဖြစ်နေလို့လားဆိုပြီးစိတ်ပူနေပြီးအာဂီတာကနေမကောင်းလို့လားလို့မေးနေကအီရိုကာကလည်းအာဂီတာကိုမေးကြည့်ပါလားလို့ပြောတော့သူကအာဂီတာနဲ့စကားပြောရမှာကိုရှက်လို့ဆိုပြီးပြောနေပါတယ်အီရိုကာလည်းသူနဲ့ကအချစ်ပြိုင်ဘက်ကိုဘာလို့သူ့ကိုမုန်းလို့မရဖြစ်နေတာလဲဆိုပြီးတွေးနေကအာဂီတာကနည်းနည်းပိတ်မန်းနေလို့ဆိုပြီးပြောပြလိုက်တော့မိုရှီရိုလည်းစိတ်သက်သာရသွားပါတယ်ပြီးတော့အီရိုကာကအာဂီတာနဲ့မိုရှီရိုအတူရှိနေရင်ဆိုတာကိုတွေးနေပြီးမိုရှီရိုထွက်သွားတော့တယောက်တည်းမိုရှီရိုကိုသဝင်တုံနေပါတယ်နောက်တော့အာဂီတာကလေးလက်သာစားနေပြီးအချိန်အီရိုကာကအနားကိုရောက်လာတော့အာဂီတာလည်းစီးမဆောက်ပဲကိုချစ်တဲ့ကောင်မလေးကိုမှကိုချစ်တဲ့ကောင်မလေးအကြောင်းကိုမေးနေပါတယ်အာဂီတာကမိုရှီရိုကသူ့ကိုဖွင့်ပြောတာပထမဆုံးပဲလို့ပြောတော့အီရိုကာကလည်းစိတ်ဆိုးပြီးတကယ်ပထမဆုံးဆိုတာဟုတ်လို့လားလို့ပြောနေကစိတ်ဆိုးပြီးထထွက်သွားပါတယ်အာဂီတာကလည်းဘာလို့ဖြစ်နေတာလဲဆိုပြီးတွေးနေရင်တယောက်တည်းကြံခဲ့ကအပိုင်း9နဲ့လည်းပြီးဆုံးသွားပါတယ်